လမ်းပြုလမ်းပြင်လမ်းညွန်လျင်လိုအင်းပြေဆုံးရာဘဝခရီးဖြောင်းပြောင်းကြီးအပြီးအောင်မြင်ရာနိဗ္ဗာန်ပြီးခွင်မလန်းစဉ်တွင်တွင်ပေါက်မိပါကန္နာသစ်ပင်တောင်တွင်ထိတ်ကလိမ့်၍ကြလဲဘေးမှလွတ်ပြီးမိကိုရှိ၏မဘီတမျိုးသခိုးမင်းပေနေဇဝေ၏ရံပေတဖန်အောင်နိုင်ပြန်၏လျင်မြန်ဆင်းမြင်